皆さんこんにちはအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ဂျပန်လင့်ပါဒနာသင်တန်းကျောင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အော်တိုဘာလာထဲမှာဖွင့်လှစ်ထားတဲ့အတန်းလေးတွေနဲ့ပတ်သက်ပြီး promotion အကြောင်းလေးတွေကိုအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီလ9ရက်နေ့မှာဖွင့်လှစ်ထားတဲ့ Kaigo Practical and Interview Training တန်းလေးအားဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်တောက်ကြနေ့အထိနောက်ဆုံးထားလက်ခံပေးသွားမှာပဲဖြစ်ပါတယ်ဒီတန်းလေးမှာဆိုရင်ဂျပန်ကအောင်လက်မှတ်ခိုင်းကောအောင်လက်မှတ်တွေရှိထားပြီးလက်တွေ့မရှိလို့စိတ်ပူနေတဲ့သူတွေဒါအပြင်အင်တာဗျူးဝင်တဲ့အခါမှာလည်းမိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ဖြေဆိုနိုင်အောင်စနစ်တကျလေ့ကျင့်သင်ကြားပေးမယ်အတန်းလေးပဲဖြစ်ပါတယ်။နောက်ထပ်တုတ်တေးခိုင်းကောကလပ်လေးအားဆိုရင်ဒီလ14ရက်နေ့မှာဖွင့်ထားတာဖြစ်ပြီးဒီအပတ်တောက်ကြနေ့ထိအတန်းနေအပ်လို့ရသေးတယ်နော်။တုတ်တေးခိုင်းကော exam ကိုဂျပန်ပိုင်းမြန်မာပိုင်းဖြေဆိုနိုင်အောင်သာမကစာတွေ့လက်တွေ့သင်ကြားပေးမှာဖြစ်ပြီးဘိုးဘွားဆောင်ရှောက်ခီးဟာတွေမှာလည်းလက်တွေ့တွားရောက်ကွင်းစင်လေ့လာတဲ့ခီးတွေလည်းပါတော့အရန်ကိုတန်နေပြီနော်ဒီတန်းတစ်ခုလုံးအတွက်ပထမဦးဆုံးအနံ့သူ9ဦးကိုသင်တန်းကြီး 10% discount လျှော့ပေးသွားမှာဖြစ်တဲ့အပြင်ကိုယ့်ရဲ့တငယ်ချင်းကိုခေါ်လာပြီးတော့အတန်းလေးတွေအပ်ပေးရနဲ့ကိုကနောက်ထပ် 5% discount ထပ်ရအောင်ပါနော်ဒါအပြင်အတန်းပြရနဲ့အလုပ်အင်တာဗျူးချက်ချင်းဝင်နိုင်မယ့်အခွင့်အရေးတွေရှိရဖြစ်တဲ့အပြင်အင်တာဗျူးအောင်တာနဲ့ကိုတက်ခဲ့တဲ့သင်တန်းကြီးအားလုံးကိုဂျပန်လင့်ပါဒနာကနေအပြည့်အဝပြန်လည်ပေးမှာဖြစ်ပါတယ်အခုလိုမျိုးအရန်ကိုတန်တဲ့ promotion တွေရှိတာဖြစ်လို့ဒီဘက်တောက်ကြနေနောက်ဆုံးထားပြီးတော့အတန်းလေးတွေကိုအမြန်ဆုံးလာရောက်အနံ့ထားဖို့မင်းနေနော်အသေးစိတ်ဆက်သွယ်ဆောင်တဲ့နည်းနဲ့ကျင်နေဆိုရင်တော့ဖုန်းနံပါတ်38925858 88643935နဲ့ Page Messenger မှာတစ်ဆင့်တွားရောက်ဆောင်တဲ့လို့လည်းရပါတယ်